ဘယ်လိုင်းကစမလဲဆိုစမဲ့လိုင်းကိုကျွန်တော်ပြပေးမယ်ဒီပင်ကစမဲ့တကွက်ကျော်နော်ကျွန်တော်သုံးတဲ့လိုင်းလေးပေါ့တပင်ကျော်ဇောင်းလေးပဲအဲ့လေးပင်ကနော်လေးကံဘူးအဲ့တပင်ကျော်ဇောင်းလေးကနေကျွန်တော်စပြပေးမယ်တပင်ကျော်လေးသွားတာနော်ဟုတ်ပြီအဲ့ဒါကျွန်တော်ပြန်ဖြတ်လိုက်ပြီးဖြတ်လိုက်တော့အဲ့ဟာမျိုးကျွန်တော်ဘာကိုအဓိကထားပြီးတော့ပြမလဲခုအဲ့တပင်ကျော်လိုင်းနေလူတွေအများကြီးရှိမှာပါလိုင်းပေါ်မှာနော်ဒါပေမဲ့ကျွန်တော်မြင်သလိုတယောက်မှမမြင်ဘူးဆိုတာအမခံတယ်ကျွန်တော်ပြပြီးမှတက်လာရင်တော့တခိုးပဲအဲ့ဒါလုံးဝဆွဲတယ်ဘာကြောင့်လဲဆိုတော့လိုင်းပေါ်မှာကျွန်တော်အဲ့ချင်းဂရုမှန်တယ်များကျွန်တော်ရှိတယ်လीနော်သူဆိုကျွန်တော် admin ခန့်တာကျွန်တော်မလုံနိုင်လို့နော်မလုံနိုင်ဘူးငန်းကြီးတို့မင်းတို့အစင်ပြေလို့ run ကြနော်အကိုလုံနေတော့ကိုရှိုးချက်ခန့်နေတာဆိုပြီးတော့ကိုကစူတော်မျိုးတော်များကိုရမ်းစီခြင်းလွင်းလို့တာတင်ပေးတာဗျာနော်မပေါက်ရင်လည်းအပြစ်မပြောကြနဲ့နော်ဒါပါပဲဟုတ်ပြီဒီကနေစမယ်နှလုံးပေါင်းလိုက်တင်းနဲ့ခွန်းနဲ့ပေါင်းရင်ဘယ်လောက်ရလဲ8ရတယ်ဗျာ3ညနဲ့8နဲ့ပေါင်းရော8ရတယ်ဗျာနော်တပင်ကျော်လိုက်ပြီ9ခါနဲ့1ပိတ်နဲ့ပေါင်းရင်တော့3ညရတယ်ဗျာ3ပိတ်နဲ့ခွင်ခါနဲ့ပေါင်းရော3ညရတယ်ဗျာ3ညခါနဲ့1ပိတ်နဲ့ပေါင်းရော1ရတယ်ဗျာ6ပိတ်နဲ့5ခါနဲ့ပေါင်းရော1ရတယ်ဗျာ4ခါနဲ့အပိတ်နဲ့ပေါင်းမယ်3အပိတ်နဲ့ခါနဲ့ပေါင်းမယ်အဲ့လိုဆိုတော့ကျွန်တော်တို့က10လုံးဆိုင်ကျွန်တော်ထည့်ပေးမယ်10လုံးဆိုင်ကိုကျွန်တော်မညွှန်းတော့ဘူးနော်3ညအစခေါ်မယ်ဒီနားမှာ3ညဆို3နဲ့3ညဆိုတော့3နော်3ဆိုတော့ဒီလိုပေါင်းတာလည်း3ဖြစ်ရမယ်ဒီမှာကျွန်တော်တို့အပေါ်ပင်မှာကြည့်လိုက်6နဲ့5နဲ့ပေါင်းတဲ့1ဖြစ်တဲ့အတွက်3ညနဲ့1ပိတ်နဲ့ပေါင်းရင်လည်း1အဲ့ဒါ3ညကိုကျွန်တော်တို့ကစပြီးတော့ခံလိုက်တဲ့အတွက်3ဆိုတော့နောက်ပိတ်က9 3ည9နောက်တွဲဟုတ်ပြီ1ထဲမယ်တန်းစီပြီးသား10ကတ်မူကိုကျွန်တော်ချပြပေးတာနော်ကိုကဥမာကျွန်တော်ပြတဲ့ဟာကိုမကြိုက်ရင်လည်းကိုကြိုက်တဲ့ဟာလေးတွေ့ရင်လည်းထိုးလို့ရအောင်လို့ကျွန်တော်ပြပေးတဲ့သဘောပဲ1ထည့်လိုက်ပြီနော်3ညထဲတော့3 1ထဲတော့4ဆိုတော့ကျတော့နောက်က3ညရောက်သွားပြီ2ထည့်ပြီ2ထည့်တော့3နဲ့2နဲ့ပေါင်းရင်5ဆိုတော့4နဲ့1နဲ့ပေါင်းမှ5ဖြစ်မယ်အဲ့လိုဆိုတော့စီနီယန်သွားတာအမှန်စီနီယန်ပေါ့နော်ခု3နှစ်လောက်သဘောပေါက်ရမှာ4 3 5 4 6 5ခွင်6 8ခွင်9 8ဒါနောက်တွဲပဲဒီမူမပြတ်သေးဘူးဆိုရင်တော့နောက်တွဲအဲ့ဒါပဲနော်အဲ့ထဲမှာကျွန်တော်ဒရွဲကိုအပိုင်ထုတ်ပေးမယ်ဗျာနော်ဒရွဲအပိုင်ထုတ်ပြီးတော့ဆွေတော်မျိုးတို့များကိုကျွန်တော်စီကိုjoin ကြတဲ့လူတော်တော်များများတတိဆရာကြီးတွေများပါတယ်နော်အဲဆရာကြီးတွေများတဲ့အတွက်ကဲခင်ဗျားတို့လည်းဒီမူလေးကြည့်ပြီဆိုရင်တော့အဲ့နောက်တွဲရရနေကြိုက်တဲ့အတွဲနဲ့တာကတ်ထိုးကြတော့လူပဲပြောချင်ပါတယ်နော်ဟုတ်ပြီကျွန်တော်အဲ့ထဲကနေအကောင်းဆုံးအတွဲထုတ်ပေးမယ်နော်အကောင်းဆုံးအတွဲကိုထုတ်ပေးမယ်ဗျာညာတို့
ကောင်းဆုံးတွဲကတော့ဥပမာကျွန်တော်ကရိုးရိုးပထမဆုံးပြပေးမယ်ခွင်ထိတ်ငါးထိတ်ခွင်ပိတ်ဒီသုံးလုံးပေါင်းခြင်းဘယ်လောက်တော့9သုံးညာထိတ်ရှစ်ထိတ်တစ်ပိတ်သုံးလုံးပေါင်းခြင်း9ခွင်ထိတ်တစ်ထိတ်တစ်ပိတ်သုံးလုံးပေါင်းခြင်း9ရှစ်ထိတ်အဲ့ဆိုသုံးလုံးပေါင်းခြင်း9ယူမယ်ဆိုတော့3ပိတ်ပေါ့ဗျာတခါလေးလဲကျွန်တော်အဲ့လိုသုံးလုံးပေါင်းခြင်း9ယူသွားတာရှိသလိုသုံးလုံးပေါင်းခြင်း9ယူရင်3ပိတ်ဒါပေမဲ့ကျွန်တော်ခင်ဗျားတို့2ကွက်မပေးခြင်းဘူးတစ်ကွက်ပဲပေးမယ်နော်ဘာလဲဆိုတော့အားလုံးတစ်ကွက်ထဲနဲ့ချမ်းသာခြင်းနဲ့လူများနေတာဘူးဗျာမပေါက်လဲထိုးရတာပြောပါတယ်နော်အဲ့လိုဆိုတော့ဘာကြောင့်ကျွန်တော်ကတစ်ခွက်ထဲပေးမလဲဆိုတော့ကျွန်တော်ပြန်ပြမယ်နော်ခုခွင်ငန်းခွင်ဆိုသုံးလုံးပေါင်းခြင်း9ဟာတဲ့3ရေ6ကေဒီခွာကူးကြောင်တဲ့ခွာကူးကြောင်သုံးလုံးပေါင်း9တာသူက3ညရေ8ကေ1ကေတဲ့သုံးလုံးပေါင်း9တာကတဲ့4 5ဆိုတဲ့ခွာကူးကြောင်တဲ့ခွင်ရေ1ကေ1ကေ9တာကတဲ့1ရေ8ကေပေါင်းခြင်းခွာကူးကြောင်ဟောဒီမှာကြတော့ခွင်ရ6ကခွာ3နဲ့နော်ဒါကြောင့်ဆိုတော်မျိုးတော်များကိုကျွန်တော်ကဆရာကြီးလို့တာမဟုတ်ကိုကြိုက်ရင်9ပေါင်းခြင်းနဲ့လည်းယူလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့3ကြောင်3ဖြစ်စဉ်ပဲယူမယ်နော်3ဖြစ်စဉ်ဆိုရင်ကျွန်တော်တို့ရှင်းနေဖြစ်နေတဲ့3ဖြစ်ဖို့ဆိုရင်ခွင်ပိတ်ထဲမှာဒါ3ပါတဲ့ဟုတ်ပြီ3ဆိုတော့ခုနမူလေးပြန်ကောက်မယ်ဗျာခုနမူလေးပြန်ပေါက်တာဒီလို8ကြောင်နဲ့ဒီလို8နော်ဒီလို10ကြောင်ဒီလို10ဒီလို1ကြောင်ဒီလို1ခုဟာဒီလို1ဖြစ်တဲ့အတွက်ဒီလို1မယ်ဆိုရင်တဲ့ဘာခါတော့8ခါပါတယ်8ခွင်နောက်တော့ရောက်သွားပြီဗျာနော်8ခွင်နောက်ထွဲကအဲ့ဒါတယ်လားဆိုမကဘူးလေကျွန်တော်ကပေါက်တာမပေါက်တာတော့အခန့်ပေါ့ဒေါင်းစီအောင်တော့ရှာတာပဲ၄ကတ်တာအတိကျပေးလို့ကတော့လွဲသွားတယ်ဆိုတော့ထုံးစံမရှိဘူးเนาะဥမာခုကျွန်တော်ထပ်ပဲမဲ့ခွား၈ကြောင့်ခွား၈ရိုက်ပြီအဲ့လို၈ဖြစ်ဖို့ရေးကိုတဲ့ဒီကတစ်ထိတ်နေတဲ့ဒီ၃လုံးပေါင်းခြင်းခွင်နဲ့လန့်ပေါင်းပြီးမှ၈တာပါတဲ့၈ကြောင့်ဒီဥမာနားလည်မမဒီလေးလုံးပေါင်းခြင်း၈ကြောင့်ခွား၈ရိုက်တာပါတဲ့နော်ဒီမှာ၃ညာထိတ်ရဲ့တဲ့၃လုံးပေါင်းခြင်း10ကြောင့်တဲ့၃ညာလေးလုံးပေါင်းခြင်း3ညာကြောင့်တဲ့ခွား10ရိုက်ထားပါတဲ့ဒီမှာတိထိတ်ကဲ၃လုံးပေါင်းခြင်း3ညာရေလေးလုံးပေါင်းခြင်းဆို1ပါတဲ့တိကြောင့်တဲ့ခွား1ရိုက်တာပါတဲ့ကဲဒီမှာလဲ685ဆို3လုံးပေါင်းခြင်း9နှစ်နဲ့ပေါင်းရင်1ဒီလေးလုံးပေါင်းခြင်း1ကြောင့်နဲ့ခွား1ရိုက်တာပါတဲ့8ခွင်ကဒေါင်းစီအောင်ကောင်းနေပါတယ်နော်8ခွင်အောင်ဒေါင်းစီအောင်ကောင်းနေတော့ထပ်ပြီးတော့အပိုင်ချုပ်ပေးဦးမယ်ဒီ3လုံးပေါင်းခြင်း9ခွာ9ကြောင့်3လုံးပေါင်းခြင်း9တယ်ခွာ9ကြောင့်3လုံးပေါင်းခြင်း9တယ်ခွာ9ကြောင့်ဒီ3လုံးပေါင်းခြင်း9တယ်ခွာ3ကြောင့်3လုံးပေါင်းခြင်း3မယ်ဆိုရင်အဲ့ဒါနဲ့မကားပါဘူးတဲ့နှစ်ခါရဲ့3ညာခါရဲ့ခွင်ထိတ်ရဲ့ပေါင်းရင်လဲ9ပါရဲတဲ့9ဒီ3လုံးပေါင်းခြင်း9ကြောင့်ဒီခွာ9ကြောင့်3လုံးပေါင်းခြင်း9သလိုဒီ3လုံးပေါင်း9သလိုသွားမှာ
ဒီခွာကိုကြောင့်သုံးလုံးပေါင်း9သလိုတဲ့တိကေတဲ့ခွင်ရဲ့တဲ့တိကေတဲ့ဒီသုံးလုံးပေါင်း9ပါပဲတဲ့ခွာကိုကြောင့်တဲ့ဒီသုံးလုံးပေါင်း9သလိုတဲ့9ရယ်3ညရယ်3ညရယ်သုံးလုံးပေါင်း9ပါပဲတဲ့ခွာ3ကြောင့်တဲ့သုံးလုံးပေါင်း3မယ်ဆိုခွင်ပိတ်နော်အဲ့ဆိုကြတော့9ရယ်6ကဲကဲဘာထဲမသုံးလုံးပေါင်း3မယ်ကျွန်တော်တို့ရိုက်မှာလीအဲ့ဆိုဘာ6 9ဆိုတော့ကျွန်တော်တို့9ဖြစ်နေ3ဖြစ်ဖို့ဆိုတော့8ထိပ်ပါပဲ8ခွင်တစ်ပေါက်အဲ့ဒါကို9ဖြစ်စင်နဲ့ထိုးကျင်တဲ့ညီတော်များဆိုတော့4 4 3ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကထိုးနော်နောက်ကြရင်ထိုးပေါ့ပေါက်သွားလည်းမတတ်နိုင်ဘူးလေနော်ကျွန်တော်ပြချင်တာကတော့ရှေ့ခွင်ဒါပဲတပေါက်တည်းပေးတာပဲနော်လွဲရင်လည်းမတတ်နိုင်ဘူးပေါ့ဗျာနော်အေးကြံတဲ့ဆရာကြီးလည်းလိုက်ရှာလိုက်အောင်ကြံတဲ့ဆရာကြီးတစ်ခွက်ထပ်ပေးတယ်ဆိုထိုးဘိုးတော်ကြီးပေးတယ်ဆိုလည်းထိုးပေါ့နော်ပြောမြောင်လဲဘိုးတော်တွေကလည်းကိုကမှန်နေတာလေတိုက်တွေနဲ့ကားတွေနဲ့ဆိုတော့ဘိုးတော်အဲ့ဆိုတရီကလင်နာဆရာစီကလည်းတစ်ခွက်ထိုးလိုက်ဘိုးတော်စီကလည်းတစ်ခွက်ထိုးလိုက်အဲ့လိုပေါ့နော်ကဲဒါပါပဲဆိုတော့မျိုးတော်များကိုကျွန်တော်တစ်ခွက်လက်ဆောင်ပေးပါဒီရန်ပေါက်လို့တပြားမှလည်းပေးစရာမလိုပါဘူးဗျာနော်ပေးခြင်းရင်တော့ပေးလို့ရတာပေါ့နော်ခွင်8ခွင်9နဲ့6644ဘိုက်ပါနဲ့ကေဘီဝေအကုန်ရတယ်မပေးခြင်းနဲ့လူများဆိုရင်လည်းကျွန်တော်လှူတာပါနော်ဒီကနန်းပေါက်ခဲလို့လောကဘာလိုက်ပေးအောင်မလားမသိပါဘူးကွာဆိုလည်းမပေးလေရပါတယ်တချို့ကပေးခြင်းနဲ့လူများဆိုရင်လည်းနော်ပညာကြီးအနေနဲ့ကိုကြိုက်လို့လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အားလုံး9ခွက်ထုတ်ထားတာ9ခွက်ခုခင်ဗျားတို့ဩကွက်တစ်ခွက်တည်းပေးတာ6ခွက်ကြံသေးတယ်အဲ့6ခွက်ကတော့ပညာကြီးအနေနဲ့2သိန်းယူတယ်ပေါက်ရင်2သိန်းပေးရမယ်ဒါပဲဗျာ